အားလုံးပဲမင်္ဂလာပါချစ်ရတော့ချမ်းရဲ့ကလေးရဲ့နောက်ဆုံးခီးကိုပို့ဆောင်ခဲ့ပြီလို့ပေါ့နော်အခုချမ်းမြန်မာပြည်ပြန်ရောက်ပါပြီလို့ချမ်းကိုစိတ်ပူပေးကြလို့ချစ်ပေးကြလို့ဝန်းရံပေးကြတဲ့သူတွေအားလုံးနဲ့ကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ချမ်းဒီကလေးရဲ့နာယူသွားတဲ့အချိန်မှလည်းပေါ့နော်တဲ့ပတ်သက်ပြီးတော့တချို့မသိတဲ့သူတွေကပေါ့နော်ချမ်းဟိုပြောဒီပြောပေါ့တိလားဟိုဟာတွေရေးတင်တရားတွေရေးတင်အများကြီးတွေ့ရတယ်ပေါ့နော်ပြောပြပေးမယ်တိလားဒီကလေးတွေနဲ့ချမ်းဘယ်လိုပတ်သက်ခဲ့ရလဲဆိုတာကဒါသူတို့လေးတွေဆိုတာချမ်းရဲ့ညီလေးလို့ချမ်းရဲ့တပည့်လေးတွေချမ်းသားသမီးလေးတို့ချမ်းတစ်ချိန်တစ်ခါတည်းကချမ်းကတတ်နိုင်တဲ့လောက်တိုးတင်ဆုံးမခဲ့တယ်ချမ်းရဲ့အနာမှာနေခဲ့တယ်အဲ့တော့ဒီကလေးတွေအခုချိန်မှာဘယ်လိုနေရာမျိုးပဲရောက်ဘယ်လိုဘဝမျိုးပဲရောက်ဘယ်လိုအခြေအနေမျိုးပဲရောက်ခက်ခဲခြင်းမခက်ခဲခြင်းပြည့်စုံခြင်းမပြည့်စုံခြင်းဖြစ်စေသူတို့ရဲ့အနာမှာချမ်းကစီပေးတဲ့အချိန်မှာစီပေးရမယ်ဆိုတဲ့အတွေ့အကြုံနဲ့ချမ်းရောက်အောင်သွားခဲ့ရပါစီရပေါ့နော်သူတို့လေးနေနဲ့ချမ်းပတ်သက်ခဲ့တဲ့အကြမ်းချမ်းကချမ်းဘဝမှာလေဟိုဘယ်ဆရာသမားဆိုတာတိတ်မရှိဘူးချမ်းသာချမ်းကလေးတွေကိုချစ်ပြီးတော့ပေါ့နော်တုံတင်ဆုံးမခဲ့ပြီးတော့ဟိုချမ်းဆုံးမပေးခဲ့တယ်ပေါ့ဟိုအသိပညာတော့သူတို့မဟုတ်သူတို့တင်ယူခဲ့တယ်စူးစမ်းခဲ့တယ်ဒါပေမဲ့လမ်းမမရအောင်တော့ချမ်းတတ်နိုင်တဲ့လောက်လမ်းပြပေးခဲ့တယ်ချမ်းရဲ့တပည့်လေးတွေပါသူတို့လေးတွေဆိုတာပေါ့ပထမဆိုရင်ကွာဒါတိုးအောင်ပေါ့တိုးအောင်ဆိုတဲ့နာမည်လေးကိုချမ်းအေယာဝတီဗာလဲတာယာဝတီဆိုပြီးတော့ချန်နယ်တာယာဝတီမှာဗဒါတိုးအောင်ပေါ့ပြီးတော့ပြီးဆိုရင်ချန်ကဝေယံနဲ့စုံနေဝေယံနဲ့စုံနေပြီးတော့ချန်အေယာဝတီမှာရောက်လာတာပေါ့သူ့နာမည်လေးတွေချန်ကအေယာဝတီမှာဆိုတဲ့နာမည်လေးကိုချန်ပေးလိုက်တာချစ်လို့ဆိုပြီးတော့ပေါ့နော်အေယာဝတီသူလေးလည်းအေယာဝတီသားလေးလည်းဖြစ်တယ်ဆိုတော့ပေါ့နော်အဲ့တော့အခုချိန်မှာချန်ရဲ့ကလေးတွေအောင်မြင်ကြတာအများကြီးတွေ့တယ်ဆိုတာချမ်းအဝေးကနေပြီးတော့အမြဲတမ်းလက်ခုပ်တီးတယ်အဝေးကနေပြီးတော့ချမ်းစိတ်ထဲမှာအမြဲတမ်းပျော်ရွှင်နေပေါ့နော်ချမ်းဒုက္ခတွေဘယ်လောက်ရောက်အခက်ခဲတွေဘယ်လိုပဲဖြစ်ဖြစ်ချမ်းတပည့်သွေးသားကလေးတွေစီယာချမ်းပတ်စံတပြားတစ်ချက်ဘသူစီယာမှချမ်းမချိခဲ့ဘူးသူတို့အဆင်ပြေတာကိုကြည့်ပြီးတော့ဝင်းသားပေးခဲ့တယ်ချမ်းပျော်ရွှင်ပေးခဲ့တယ်ပေါ့နော်ချမ်းအခက်ခဲအချိန်ချင်းရောက်တဲ့အချိန်မှာလည်းသူတို့တွေနဲ့ချမ်းတခါတည်းရန်လူငယ်တဘာဝစိတ်ဆိုးစိတ်ကောက်တော့ရှိခဲ့တယ်ဒါပေမဲ့ချမ်းနေနဲ့တတ်လုံးသူတို့မုံတီးလို့မရဘူးသူတို့ရန်ဆုံးရန်စားထားလို့မရဘူးဘာကြောင့်လဲဆိုရင်ကိုပြုစုပြောထောင်ခဲ့ပြီးတဲ့ကလေးတွေကိုကိုယ်တိုင်ပြန်တတ်တယ်ဆိုတာလောကမှာဆရာကောင်းမပီတာတလို့မိတ်ဆွေကောင်းလည်းမပီတာဘူးပေါ့နော်ဒါပေမဲ့ကိုအေယာရီမလေးရဲ့နောက်ဆုံးခီးမှဆိုရင်လည်းပေါ့နော်ချမ်းရဲ့ဒီလက်ရှိဒီဘက်ချမ်းမှာချမ်းဘလောက်ပဲလမ်းခီးကြံတန်းဘလောက်ပဲခက်ခဲပဲဖြစ်ဖြစ်ချမ်းဘက်ကဘလောက်ပဲအန်တယ်တွေများတဲ့လမ်းပဲဖြစ်ဖြစ်ပေါ့နော်နောက်ဆုံးအနေနဲ့ချမ်းအနေနဲ့မရောက်ရောက်သွားမဲ့အခြေအနေမှုချမ်းရအောင်သွားတာတခုအလွယ်ပြီးတော့ဘာမျောလင်းချက်မှမရှိဘူးပေါ့နော်ဘဝဒီလောကကြီးမှာပြန်မတွေးနိုင်တော့တဲ့သူဘယ်တော့မှစကားထိုင်ပြောလို့မရတဲ့လူကပျောက်ကွယ်တော့မဲ့ရုပ်လောင်းလေးကိုနောက်ဆုံးအနေနဲ့မြင်ချင်းလို့ချမ်းအပြေးလွှားသွားခဲ့ရပဲရှိရပေါ့နော်ဟုတ်ကဲ့အဲ့တော့ချမ်းရဲ့ကလေးတွေပေါ်မှာချမ်းအမြဲတမ်းချစ်တယ်ဘဝစတိုင်းလည်းချမ်းအနေနဲ့ပြန်ဆုံကျင်တာပေါ့ဘာကြောင့်လဲသူတို့စိတ်လေးတွေကိုချမ်းအတိဆုံးမှုပေါ့နော်အရင်ယူရှင်တဲ့ကလေးတွေမျိုးပါဟုတ်ကျေးဇူးတင်ပါတယ်